ယူရိုတော့18ရက်ကြာဆိုတော့ဒီကနေပြီးတော့ငပိဘူးတွေဆန်တွေကစဆဲသွားတမင်းပေါင်းလည်းပါတယ်တော့မရအောင်အေရှန်ကတော့အေရှန်ပဲဟိုရောက်ထမင်းတွေချက်စားတယ်ငပိရည်တွေနဲ့ဘယ်ဥချင်းတွေနဲ့ချက်စားတကယ်ချင်းတွေပါကျွေးရမနေ့ဆိုရင်ကျွန်တော်ထားပြီးထမင်းတွေချက်တယ်ဟင်းတွေချက်တယ်သူတို့ကျွေးပြီး10နာရီလောက်မှထွက်ပြီးတော့မှသူတို့အစားစားစားပါတော့အဲ့တဲ့ခီးထွက်ခမင်းကတော့ငတ်စီငတ်စရာဘယ်ဥချင်းဟင်းတို့ချက်သားဟင်းတို့တော့အပြီးချက်တာcheese နဲ့ငပိငါဟိတ်တဲ့အတွက်ဘယ်တော့ပိုကောင်းလဲငပိပေါ့နော်လို့ဆိုအိမ်မှာငပိရတော့စားပါပေါ့အမေက cheese ပဲစားတော့ဆိုပြောပါဟုတ်တယ်ငပိပို့ကြိုက်တာပေါ့ငပိပို့ကြိုက်တာပေါ့ဘာလို့ဆိုမွေးလေးရစားလာပြီးတော့ကြိုက်တယ်လေနော်ဆိုတော့ cheese စားကြတော့ဘလောက်ပဲစားကောင်းတယ်ပြောကျွန်တော်တို့လုံလုံးကြုံတော့ဘလောက်စားနိုင်မှာတစ်ပတ်လားတစ်လလားနောက်ထပ်ကျွန်တော်တို့မြန်မာလူမျိုးတွေအတွက်ကတော့ safe ဆက်ပြီးတော့အချိန်ကြာကြီးစားဖို့ဆိုတာမဖြစ်နိုင်တော့ဘူးထင်တယ်ဟုတ်exclusively from Golden Valley ဒီတာတကူကို၄ချက်ပေါ့နော်သူတို့ဒီ European ပတ်စံ၄ချက်ဆိုတော့ကျွန်တော်မြန်မာငွေနဲ့မျှောက်ရင်၄၅လေး20လောက်2000လောက်ရှိတာပေါ့ဒီတကူကို2000လောက်ရှိရဲဆိုတော့ဝိုင်းတလင်းကိုလည်း၄ချက်3ချက်ဆိုဝိုင်းကနည်းနည်းလေးပိုတက်တာအဲ့တော့ဝိုင်းမဲတောက်လိုက်တော့အဲ့တော့မနက်7နာရီလောက်ဆိုဝိုင်းတောက်ပြီးရှောက်သွားတယ်သူကဆိုတော့သူတို့ဒီ Europe countries တွေကဒီဝိုင်းတွေထုတ်တာ cheese တွေထုတ်တာ chocolate တွေထုတ်တဲ့နိုင်ငံတွေဆိုတော့ဝိုင်းတွေကိုအဓိကထားပြီးတော့ဝိုင်းရဲ့ taste တွေကပါလဲဘယ်လိုမျိုးလေးတွေရှိရပေါ့နော်ဆိုတော့ရေတွေကတော့သူတို့ဒီ fountain တွေလမ်းဘေးမှာသူတို့ fountain လေးတွေလုပ်ထားပြီးအဲ့ fountain လေးတွေကတောက်လို့ရတယ်သူတို့တောက်လို့ရတဲ့ရေပုံမိုင်ဆိုပြီးတော့လည်းသူတို့ခွဲထားပေးရပေါ့နော်ကျွန်တော်တို့အဲ့ရပဲရေကိုတောက်လိုက်တယ်ပေါ့ဟုတ်မှတ်သားစရာကတော့စီးကန်းရှိတာပေါ့နော်ဘယ်နေရာမှာမဆိုအမိုက်တွေမတွေ့နေရဘူးဆိုတော့ကျွန်တော်တို့ဒီမြို့ဟောင်းကြီးတွေကလွယ်ပြီးတော့တချို့ဒီဆွစ်ဇာလန်ဆိုအရန်အဲ့လိုမျိုးတန်ရှင်းပြီးတော့အရန်လှတဲ့နိုင်ငံပေါ့နော်ဟိုတကယ်လေကျွန်တော်တို့ဒီထမင်းစပွဲတွေဘေးနားမှာကျွန်တော်ငငယ်တော့ဆိုပိုစတာကြီးကတ်ထားတယ်အဲ့မြက်ခင်းကြီးတွေအိမ်လေးတွေဆိုတော့တကယ်အဲ့လိုပိုစတာလေးတွေကိုရောက်သွားသလိုခံစားရတယ်ဘယ်လောက်လှလဲဆိုတာလေအဲ့ထဲမှာပေါ့နော်ကျွန်တော်တို့ကအဲ့ပိုစတာထဲမှာဝင်ပြီးတော့ရှောက်သွားနေတယ်ရှောက်လည်နေတယ်လို့ပဲထင်ရတဲ့ဒီကိုလှနောက်စီကန်းရှိတာကလည်းအမိုက်လည်းစမ်းမတွေ့ရဘူးပြီးတော့ဘယ်နိုင်ငံရောက်ဝန်ထမ်းတွေကအရန်ဖော်ရွေးသူတို့ဒီမှာဒီအလုပ်ကိုလုပ်နေရလို့စိတ်ပြက်နေရပါညာမရှိဘူးလာဝယ်တဲ့ customer တွေကိုသူကပြန်အောင်နောက်ပြီးတော့အဲ့လိုဟီးဟားအောင်ပြန်လုပ်သေးရဆိုတော့အဲ့ဒါလေးတစ်ခုကတော့ကျွန်တော်တို့အရန်တင်ယူပါမဲ့ကိစ္စလေးတွေပေါ့နော်ကျွန်တော်တို့ကိုယ်တိုင်လည်းတချို့အလုပ် stress တွေမလုပ်ချင်တာလေးရှိရဲဆိုရင်ကိုလုပ်နေတဲ့အလုပ်ပုံမှာတာဝန်ကြီးပျော်ရွှင်အောင်နေကြတာပေါ့နော်အဲ့ဒါလေးကတကယ်တင်ယူစရာကောင်းပါတယ်ဟုတ်စားစရာတွေကတနိုင်ငံနဲ့တနိုင်ငံမတူကြဘူးဆိုတော့အခုဆွစ်ဇာလန်ကျွန်တော်တင်ထားတဲ့ဟာဆိုရင်တို့နိုင်ငံမှာဒီ cheese fondue ဆိုတာပေါ့နော်ဒီပါမုတ်မာအမာကြီးနဲ့ပါမုတ်မာကြီးနဲ့တို့စားအဲ့ဒီဟာပထမတော့ကျွန်တော်ကဒီမြန်မာစားစာကြိုက်တဲ့လူဆိုတော့ဒီ cheese ကိုကြိုက်ပါမလားပေါ့နော်ဒါပေမဲ့သူတို့ကလာဒီမှာမြန်မာငပိရေရိုင်းနှမ်းနေပါပြောမယ်သူတို့ cheese မှာလည်းသူတို့အနံ့ရှိတယ်အဲ့လို cheese ရဲ့အနံ့ကလည်းသူ့နာနဲ့သူတို့နှံကြတယ်ဆိုတော့အဲ့ဒီဟာလေးကိုစားကြည့်ရစားကြရပေါ့နော်နောက်တစ်ခုကသူတို့နိုင်ငံမှာအသားထူးစမ်းစမ်းနေစားတယ်မြင်းသားတို့ပါတော့ပေါ့နော်ကျွန်တော်ကတော့ဟိုအသားထူးစမ်းစမ်းနေတိတ်မစားတဲ့ဟာဆိုတော့ကျွန်တော်တကယ်ချင်းတွေကိုသိစားလိုက်တယ်သူတို့ရေစားတယ်သူတို့ review ဘယ်လိုနေတယ်ပါပေါ့နော်အဲ့တော့ကျွန်တော်စားတဲ့အသားပေါ်မှာပဲမူတည်ပြီးကျွန်တော်စားတယ်အဲ့လိုအစားအစာထူးစမ်းစမ်းလေးစားတယ်နောက် chocolate တွေ cheese တွေအရန်ကိုကောင်းတယ် cheese နဲ့ငပိငါဟိတ်တဲ့အတွက်ဘယ်တော့ပိုကောင်းလဲငပိပေါ့နော်လို့ဆိုအိမ်မှာငပိရတော့စားပါပေါ့အမေက cheese ပဲစားတော့ဆိုပြောပါဟုတ်တယ်ငပိပို့ကြိုက်တာပေါ့ငပိပို့ကြိုက်တာပေါ့ဘာလို့ဆိုမွေးလေးရစားလာပြီးတော့ကြိုက်တယ်လေနော်ဆိုတော့ cheese စားကြတော့ဘယ်လောက်ပဲစားကောင်းတယ်ပြောကျွန်တော်တို့လုံလုံးကြုံတော့ဘယ်လောက်စားနိုင်မှာတစ်ပတ်လားတစ်လလားနောက်ထပ်ကျွန်တော်တို့မြန်မာလူမျိုးတွေအတွက်ကတော့ safe ဆက်ပြီးတော့အချိန်ကြာကြီးစားဖို့ဆိုတာမဖြစ်နိုင်တော့ဘူးထင်တယ်ဟုတ်ပြီးတော့ပို့ပြီးစစ်ပြီးဟုတ်တယ်အဲ့ဒီမှာလွမ်းနေတယ်လားကိုယ့်ရဲ့မြန်မာငပိထမင်းခင်းပေါ့လွမ်းလားဆိုတော့ကျွန်တော်တို့အဲ့ခရီးသွားတဲ့တောက်လျှောက်ပေါ့နော်ကျွန်တော်အဲ့ယူရိုတော့18ရက်ကြာဆိုတော့ဒီကနေပြီးတော့ငပိဘူးတွေဆန်တွေကစဆဲသွားတမင်းပေါင်းလည်းပါတယ်တော့မရအောင်အေရှန်ကတော့အေရှန်ပဲဟိုရောက်ထမင်းတွေချက်စားတယ်ငပိရည်တွေနဲ့ဘယ်ဥချင်းတွေနဲ့ချက်စားတကယ်ချင်းတွေပါကျွေးရမနေ့ဆိုရင်ကျွန်တော်ထားပြီးထမင်းတွေချက်တယ်ဟင်းတွေချက်တယ်သူတို့ကျွေးပြီး10နာရီလောက်မှထွက်ပြီးတော့မှသူတို့အစားစားစားပါတော့
ဟိတ်တဲ့ခီးထွက်ရင်သမီးကတော့ငတ်စီ ငါဆရာပါငါဆရာဘယ်ဦးချင်းဟင်းတော့ကြက်သားဟင်းတော့တော့အပီးချက်တာခရီးထွက်ရတာကြိုက်တာပေါ့နော်ပြီးတော့အဲ့ဒီမရဘူးသေးတဲ့အတွေ့အကြုံအသစ်တွေကိုခံစားရတာကြိုက်တယ်ပြီးတော့မစားဘူးသေးတဲ့အစားအစာတွေကိုစားကြည့်ရတာကြိုက်တယ်ဂန်နမ်ကအခုဒီရှေ့ကနေစပြီးတော့ကျွန်တော်တို့မြန်မာတိုင်းနိုင်ငံလုံးအထိဆိုင်ခွဲတွေ branch ပေါင်းများစွာဖွင့်နိုင်တဲ့စီကံကြီးဖြစ်ပါစေကျွန်တော်ကိုယ်တိုင်လည်းကျွန်တော်ရဲ့လှပရေးရတယ်လည်းဟိုးဒီအနုပညာစလုပ်ထဲကဂန်နမ်မှာပဲလုပ်နေတာဖြစ်တဲ့အတွက်လှကျင်ပါကျင်တာစိတ်ကူးထဲမှာပါရှိရှိဂန်နမ်ကိုဆက်သွယ်လိုက်ပါခင်ဗျာကျေးဇူးများတင်ပါတယ်